ကမ္ဘာပထမဆုံးကွန်ပျူတာဖြစ်တဲ့ ENIAC အင်းညက်ကို1945ခုနှစ်မှာထုတ်လုပ်ခဲ့ပြီးအလေးချိန်29တန်းကျော်ရှိပြီး1812ရန်ပေလောက်ကြီးပါတယ် Mrs. Ada Lovely ဆိုတဲ့အမျိုးသမီးက Charles Babbage ရဲ့ Analytical Engine မှာသူမရဲ့လူဆောင်ချက်အတွက်ပထမဆုံးကွန်ပျူတာ programmer အဖြစ်အတိအမှတ်ပြုခံရပါတယ် ပထမဆုံးကွန်ပျူတာ mouse ကို1964ခုနှစ်မှာ Dag Engelbart ကတီထွင်ခဲ့ပြီးတက်သားကရိယာတစ်ခုဖြစ်ပါတယ် 1949ခုနှစ်က Harvard Mark II ကွန်ပျူတာမှာကိုပလန်တကောင်ချမ်းဆက်ချိုရွေမှုဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ Bug ဆိုတဲ့အသုံးလုံးပေါ်ပေါက်လာခဲ့ပါတယ် ပထမဆုံး 1GB hard drive ကို1980ခုနှစ်မှာမိတ်ဆက်ခဲ့ပြီးပေါင်950ကျော်နေပြီးဒေါ်လာ4000ခန့်ကုန်ကျခဲ့ပါတယ်